ရင်ပိုင်းမှာပါကျဲနဲ့ရှားဦးကျင်တို့တတိမထားမိလိုက်တဲ့အချိန်အယိုးပြူမိစ္ဆာမှာထန်ဆန်းကိုတော့စားဖို့လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်စိုးဝင်ခုံရောက်လာပြီးအယိုးပြူမိစ္ဆာမှာသူ့ရဲ့တုံးနဲ့တစ်ချက်တည်းရိုက်တက်လိုက်ပါတယ်။ထန်ဆန်းကလည်းထလာပြီးဝူခုံမင်းဘာလို့သူ့ကိုတက်လိုက်တာလဲဆိုပြီးမေးပါတယ်။ဝူခုံကလည်းသူကမိစ္ဆာမှာဖြစ်ပြီးအရှင်းကိုစားဖို့လုပ်နေရမို့တက်လိုက်ရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ပါကျဲကတော့အဲ့ဒါမိစ္ဆာမှာမဟုတ်ပဲကောင်းမလေးချောချောလေးတယောက်သာဖြစ်ကြောင်းပြောပြီးဝူခုံကိုကတ်ချွန်ပါတယ်။အဲ့ဒါကြောင့်ထန်ဆန်းကပါကျဲစကားကိုနားယောင်ပြီးဝူခုံကိုလူတက်တယ်လို့ထင်သွားပါတယ်။အဲ့ဒါကြောင့်အပြစ်ရှိတဲ့ဝူခုံကိုအပြစ်ပေးရဲ့အနေနဲ့ဂါရာဆယူပါတယ်။ဂါရာရွတ်လိုက်တာနဲ့တပြိုင်နက်ဝူခုံရဲ့ကောင်ကစတင်ကြိုက်ခဲလာပါတယ်။နာကျင်မှုကိုမခံနိုင်တော့တဲ့ဝူခုံကသူ့ကိုဒီတစ်ချိန်လောက်တော့ခွင့်လွှတ်ပေးပါဆိုပြီးတောင်းပန်ပါတယ်။အဲ့ဒါကြောင့်ဆရာတော်လည်းဝူခုံကိုတနာပြီးခွင့်လွှတ်ပေးလိုက်ပါတယ်။အယိုးယူမိစ္ဆာမှာသူ့ရဲ့အကြံစီမအောင်မြင်လို့ဂူကိုပဲပြန်သွားပါတယ်။ဂူကိုရောက်တော့အယိုးယူမိစ္ဆာမှာရဲ့ချစ်လှဆိုတော့လင်းတော်မောင်နောက်တနည်းနဲ့ထန်ဆန်းကိုထပ်ဖန်ဖို့ပြောပါတယ်။လင်းတော်မောင်ရဲ့အကြံပေးမှုကြောင့်အယိုးယူမိစ္ဆာမှာအဖွားကြီးပုံစံဟန်ဆောင်ပြီးထန်ဆန်းကိုထပ်ဖန်ဖို့ပြင်ပါတယ်။အဲ့နောက်မှာတော့ယိုးယူမိစ္ဆာမှာထန်ဆန်းတို့လာမဲ့လမ်းမှာကြိုဆောင်နေပြီးသူ့သမီးကိုလိုက်ရှာတဲ့ပုံစံဟန်ဆောင်ပါတယ်။သူ့ရဲ့အကွက်ထဲကိုဝင်လာတဲ့ပါကျဲကလည်းအကိုကြီးမင်းကတော့တကယ်လူသက်လိုက်တာပဲဆိုပြီးထန်ဆန်းကြောင်အော်ပြောပါတယ်။ထန်ဆန်းကအဖွားကြီးကိုမြင်တော့အမိဘသူ့ကိုလိုက်ရှာနေရလဲဆိုပြီးမေးပါတယ်။အဖွားကြီးကသူ့သမီးလေးပြောက်လို့လိုက်ရှာနေရဖြစ်ကြောင်းထန်ဆန်းကိုပြန်ပြောပါတယ်။အဲ့အချိန်ဝူခုံးကမိစ္ဆာမှာမင်းထက်ဟန်ဆောင်နေတော့မင်းအခုလိုသာထပ်ပြီးဟန်ဆောင်နေငါရဲ့တုံးနဲ့ရိုက်တက်မိမယ်ဆိုပြီးချင်းချောက်ပါတယ်။မိစ္ဆာမှာလည်းကြောက်ရှင်အောင်ဆောင်ပြီးဆရာတော်နာကိုအတင်းတိုးကပ်သွားပါတယ်။အဲ့ဒါကြောင့်ဝူခုံးကဒီတစ်ခါမှလည်းထန်ဆန်းအန်နီရဖြစ်မှာဆိုလို့မိစ္ဆာမှာကိုရိုက်တက်လိုက်ပါတယ်။အဲ့ဒါကြောင့်မိစ္ဆာမှာအဖွားကြီးခန္ဓာကိုယ်ထားခဲ့ပြီးဝိညာဉ်ကတော့ထွက်ပြေးသွားပါတယ်။အဲ့ဒါကြောင့်ဝူခုံးကအယိုးယူမိစ္ဆာနာကိုလိုက်ပြီးတိုက်ခိုက်ပါတယ်။အယိုးယူမိစ္ဆာမှာလည်းသူ့ရဲ့အစွမ်းအနေနဲ့ဝူခုံးရဲ့တိုက်ကွက်တွေကိုပြန်ခုခံပါတယ်။ဒါပေမဲ့လက်ရည်ချင်းကဘလို့မှမရှင်းနိုင်တာကြောင့်နောက်ဆုံးမှာတော့ဝူခုံးကိုအရှုံးပေးလိုက်ရပါတယ်။အဲ့နောက်မှာတော့အယိုးယူမိစ္ဆာမှာဝူခုံးနေငါ့ကိုတကယ်မမှတ်မိဘူးလားဆိုပြီးမေးပါတယ်။ဝူခုံးကတော့မင်းဘသူလဲငါနည်းနည်းလေးမှတောင်မှတ်မိဘူးဆိုပြီးပြန်ပြောပါတယ်။တစ်ဖက်မှာလည်းထန်ဆန်းကဝူခုံးလူသက်လိုက်ပြီးအထင်နဲ့ဂါရာကိုစရွတ်ပါတယ်။အဲ့ဒါကြောင့်ဝူခုံးကအယိုးယူမိစ္ဆာမှာနဲ့တိုက်ခိုက်နေရတာနေထန်ဆန်းရှိရဲ့နေရာကိုရောက်လာပါတယ်။အဲ့နောက်မှာတော့ဝူခုံးကထန်ဆန်းကိုဂါရာဆက်မရွတ်ဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ညီကိုကောင်းပြီးသားတဲ့ပါကျဲကတော့အကိုကြီးမင်းကလည်းမင်းမဲ့လူထက်မသက်တော့ဆိုပြီးဘာလို့ထပ်သက်တာလဲဆိုပြီးမီးလောင်ကအလေးထပ်ပြင်ပါတယ်။ကြားတဲ့ကမနေနိုင်တော့တဲ့ဝူချင်းကဝူခုံးခံစားနေရတာကိုမကြည့်ရလို့ထန်ဆန်းကိုဂါရာထပ်မရွတ်ဖို့ဖြောင်းပြပါတယ်။ဝူချင်းရဲ့စကားကြောင့်ထန်ဆန်းကဂါရာရွတ်တာကိုရက်လိုက်ပါတယ်။အဲ့နောက်မှာတော့ထန်ဆန်းကဝူခုံးကိုမင်းကငါစကားနားမထောင်လို့ငါတပည့်မဟုတ်တော့ဘူးမင်းလာခဲ့တဲ့လမ်းအတိုင်းပြန်သွားတော့ဆိုပြီးပြောပါတယ်။ဝူခုံးကတော့ပြန်မသွားနိုင်ပဲဆရာတော်ထိခိုက်မှာဆိုလို့အခုလိုကြီးလောက်ရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဝူချင်းကလည်းဝူခုံးနဲ့အတူလိုက်တောင်းဝင်တာကြောင့်ထန်ဆန်းကဝူခုံးကိုပြန်မလွတ်တော့ပဲသူ့စီမှာပဲနေခိုင်းလိုက်ပါတယ်။အဲ့နောက်မှာတော့ဆရာတပည့်၄ယောက်ကပြန်တဲ့သွားပြီးအနောက်ရက်ကိုခရီးဆက်ခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသူတို့ရှိမှာအဖိုးကြီးတယောက်လမ်းပိတ်ရက်ထားတာကိုတွေ့လိုက်ပါတယ်။အဖိုးကြီးကသူ့မိန်းမရဲ့သမီးပျောက်သွားလို့လိုက်ရှာနေရဖြစ်ကြောင်းထန်ဆန်းကိုပြောပါတယ်။အဲ့နောက်မှာတော့အဖိုးကြီးကထန်ဆန်းကိုသူတို့ကိုတွေ့မိသေးလားဆိုပြီးထပ်မိပါတယ်။ထန်ဆန်းကလည်းဖုန်းကြီးတစ်ပါးဖြစ်လို့မလင်းချင်တာကြောင့်တွေ့မိတယ်ဆိုပြီးပြန်ဖြေပါတယ်။အဖိုးကြီးကလည်းဝမ်းသာအားရနဲ့အခုသူတို့ဘယ်မှာလဲဆိုပြီးမေးပါတယ်။အဲ့အချိန်ဝူခုံးကစကားကိုဖြတ်ပြောပြီးငါသူတို့ကိုတတ်လိုက်ပြီဆိုပြီးထပြောပါတယ်။အဲ့ဒါကြောင့်အဖိုးကြီးကဝူခုံးကိုမင်းကမကောင်းဆိုးရပဲငါမိန်းမနဲ့ငါသမီးကိုတတ်လိုက်တာသူတို့ကိုပြန်ခေါ်ပေးပြန်မခေါ်ပေးနိုင်ရင်တော့ငါ့ကိုပါတတ်လိုက်တော့ဆိုပြီးမျက်ရည်ချူပြပါတယ်။တကယ်တော့အဲ့ဒီအဖိုးကြီးကလည်းအယိုးယူမိစ္ဆာမှာဟန်ဆောင်ထားတာပါ။ဝူခုံးကလည်းမိစ္ဆာမှန်သိနေလို့ဒီလောက်ဟန်ဆောင်ကောင်းတဲ့အဖိုးကြီးဆိုပြီးရိုက်တက်လိုက်ပါတယ်။အဖြစ်မှန်မသိသေးတဲ့ထန်ဆန်းကလည်းဝူခုံးကိုစိတ်နာပြီးသူ့ရဲ့တပည့်ဖြစ်ကနေစွန့်လွန်ကြောင်းစာရေးပါတယ်။အဲ့နောက်မှာတော့ထန်ဆန်းကဝူခုံးကိုစားပဲပေးလိုက်ပြီးမင်းလာခဲ့တဲ့နေရာကိုပြန်တော့လို့ပြောလိုက်ပါတယ်။ဒီတစ်ခါတော့ဝူခုံးကဘာမှရှင်းပြလို့မရတော့ဘူးသူ့ရဲ့ပန်းသီးတောင်ကိုပဲပြန်လာခဲ့လိုက်ပါတယ်။ဝူခုံးမရှိတဲ့နောက်မှာတော့အယိုးယူမိစ္ဆာမှာထက်ရောက်လာပြီးထန်ဆန်းကိုဖမ်းဖို့လုပ်ပါတယ်။အဲ့ဒါကြောင့်တပည့်ကျော်ပါကျဲနဲ့ဝူချင်းကထန်ဆန်းကိုကာကွယ်ကြပါတယ်။ဒါပေမဲ့နှစ်ယောက်ပေါင်းရင်တော့ဝူခုံးရဲ့တဝက်ကိုမမီတာမို့သူတို့ပဲလူလက်ခံရရင်အပိုင်း15ပြီးဆုံးသွားပါတယ်။နောက်ရက်ဒီမှာ Journey to the West အပိုင်း16ကိုဆက်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးခဲ့ကြပါဦး။